ကဲဒီနေ့မှာမွမ်းချက်ကင်းနေလို့ဘလက်မွန်ခေါ်ရောက်ရှိလို့လာပါရော။ညလုံးပတ်စာလေးပါလေတကူရချုပ်ပြီးတဲ့လို့ ECT ပဲကျုံလိုက်ရ ECT ပဲရန်တော့ဘလက်မွန်ချက်ခံမဲ့အခုတော့မကန်ရတော့ပါဘူး။ဒီပြတဲ့ခါမှသာရွေးချက်စရာမရှိတော့လို့ရွေးချက်လိုက်ရပဲရှိပါတယ်။တော့ဘလက်မွန်ကန်ပြမှာမဟုတ်ဘာလို့လဲဆိုတော့အဲ့လောက်လေကျွန်တော်မစော့ပြတော့အဲ့နဲ့ပဲဘလက်မွန်လေးကိုကန်လိုက်မယ်ဆိုကန်တယ်ကန်အောင်စရင်ရှိလို့ပါ။ဒီတော့ဆိုတော့ဆိုခဏဒီကောင်နည်းနည်းမကြသေးဆိုတော့ပွဲရ90ကျော်လောက်ပဲဆိုတော့ဒါပဲရှိပါတယ်ဒါကတော့ easy ပဲ hero ပဲလေဝါကကြည့်မယ်ဆိုတော့လက်ကြီး hero ပတ်ကဲတို့ဒီကကကြည့်မယ်ဆိုလို့လက်ကြီး hero ပါပါတယ်ဒီမှာတော့ခေါင်းကနည်းနည်းပြီးတော့ကောင်းတဲ့ဒီမှာမပါဘူးကောင်းတဲ့ဒီမှာလည်းပတ်မလို့20စက္ကန့်လောက်အချိန်မှာပတ်ဖို့အောင်လို့ပတ်စီကိုစောရောက်နေပါတယ်တကယ်အရင်ကကျွန်တော်ဆော့ရဖုန်းဆို15စက္ကန့်လောက်မှပေါ်ပြီးတော့အရင်သွားဖြစ်တဲ့အတွက်ဖိုက်ဘာကန်ကနေရတဲ့လူတွေဘယ်လိုမှအဆင်မပြေလို့ချင်းလိုက်တာလို့ပြောပါတယ်ဒီတော့ကျွန်တော်ရဲ့အကူကိုကျွန်တော်ပြောရကျွန်တော်ဖတ်စားခိုင်းရလိုက်ပါတယ်ဘက်ခံလိုက်ပေါ့အဲ့ဒါလည်းဘက်ကူရဲ့အနေနဲ့ကျွန်တော်လည်းဖတ်သွားစားပြီးလိုက်လို့ပေါ့နော်ဒါလည်းမှဖတ်စားပြီးရတယ်ကျွန်တော်စတင်လေးပါလေးချင်းပြီးရတယ်ကျွန်တော်ဖတ်စားရပါတော့ Hyper ကန်ထားပြီးအဲ့လိုမျိုး Objective Hero ကန်ထားပြီးဆိုတာနဲ့ level 15ဒါမှမဟုတ်အကျန်းဆုံးမချကောင်းပါ Objective Hero ဆိုရင်ဒါ EC လေးပဲ legging ညမှာမတီးပဲနဲ့ EC လေးပဲ RD ကင်းရမှာတည်းကစာရမ်းတာပေါ့နော်ဒီတော့တန်လည်းနည်းနည်းလေးစပြီးလိုက်တယ်ကျွန်တော်နည်းနည်းလေးဝင်နေပါတော့ဝင်မယ်ကျွန်တော်ပြန်ပတ်လိုက်ရ first ကျွန်တော်ဘက်ကနည်းနည်းပြီးတော့ဘက်ကကမပေါ့တန်တက်သွားတယ်ကွာအမတတဲလေးရောချခဲ့ပြီမတန်ပါဘူးဘာလို့လဲဆိုတော့ခုဘက်ကဘဏ္ဍာကောင်တော့ပြီးခဲ့လိုက်ရတက်ကောင်တက်ကောင်စီတီမတီးလားအော်တီပြီးတက်ကောင်မဆိုင်ပါတက်ကောင်ကပြီးခဲ့ရပါတော့ဒီစားတော့သူစောက်တော့မတယ်လို့တည်းရဟိုကြီးတဲ့ဟီယိုကန်ပြီးတော့တတဲလို့မမြင်ဘာလို့မှလဲနောက်တစ်ချက်ဟိုကြီးတဲ့ဟီယိုကန်ဟာဆိုရင်ညလုံး level ကိုမမခင်73ဆက်လီအဲ့တော့73ကောင်းလက်ချအကောင်းဆုံးပဲကိုကောင်းလေးတွေပဲနေနေအချိန်ကိုက objective ဆိုဒီဘေးကအမြတ်တာမှာပဲတာတယ်လို့ရတယ်ရမှာဆိုတော့အဲ့ချိန်ကမှဝင်လိုက်လို့ရှိရင် EC ပဲမှာဆိုစောင်း objective hero ဖြစ်တဲ့အတွက်စမ်းလို့ကို hero နဲ့လက်ရင်းရုပ်ပြီး EC ဒီပဲဒီမှာဆိုလည်းဘုံဘုံလိုမျိုး hero များပြစီဘာခက်ခဲနေ hero မျိုးမဟုတ် EC ပဲဟဲ့ရရှာတော့ဟိုမချစ်တပတ်မထည့်တာတော့တွေ့ရောက်သွားပါတော့ဒီကောင်လေးတော်တော်လေးကိုချွားနေကဲနေโอเคခွေရမယ်ဆိုရင်ဒီလာကြည့်လိုက်တော့အိုးဒီကလည်းတော့ကြောင်ဒီခွက်ကြောင်ကိုကအသေးထန်လိုက်ကြလို့ကျွန်တော်ကိုကြည့်ရခံပါတယ်ဒီမှာဆိုဒီစီလေးတန်ခေါင်းဝါဆိုတော့ခက်ခဲပါနေအောင်ရလိုက်တယ်အဲ့ဒါလည်းအကျဉ်းပေါ့တော့လည်းနင်းနေအောင်စောချင်မကောင်းမနေဘယ်သူပါရဲ့အတွက်နင်းကြီးရတော့မရလိုက်ဘူးအမှန်တကယ်ဆို9ယောက်ရှိလို့ရှိရင်9ယောက်တော့သူရဲ့စစီလေးပဲကျွန်တော်မှဆိုရင်အကုန်သေးပြီစားပေးကြအဲ့ဒါစားပေးရအဲ့မှာဆိုလေဖာမမဟုတ်တန်းလာလို့ပြောဝမ်းလိုမျိုးကြီးခေါ်စားတမျိုးကြီးမျိုးပါတကယ်အဲ့လိုတိုင်းကြီးကြီးအားရဘာမှလုံးမရဘူးဆိုတော့ဒီနှစ်ခါစားတိုင်းဘူးကိုယ်လည်းကြီးလေးပြန်ပြီးလဲရတော့ဒါတော့ဒီမှာလည်းကားကိုစားလိုက်တော့ဒီကိုဘာလို့ဒီကိုမဟုတ်မာလေးကိုကြောက်ခဲ့စမ်းလို့ရှိရောက်လာတယ်ဘာမှကြောက်ဘူးကိုရဲ့ပြေးပါဒီလိုခုနကသုံးတာမရှောင်းကျင်ကိုရဲ့ဒီလိုကြီးကိုဒီမှာဆိုလဲအဲ့လိုအလှကွက်ဒီထိုက်ပြီးတော့အရှာကြီးကသုံးပါကွာဟုတ်တယ်ထပ်ဖန်းတော့ထတီးရပါတော့ဝါလေးရပါမဟုတ်ပဲနဲ့ထတီးမှာကားနဲ့ဝင်တိုက်တယ်ဒီကောင်ကားနဲ့ဝင်တိုက်တယ်ဆိုရမဆောက်မဆောက်တော့အမာဟီယို objective hero ဖြစ်တဲ့အတွက်ဘာမှရည်ကြောက်ရမလို့တူးလင်းမှုလိုက်တယ်နဲ့သူရပြန်တက်တာဖြစ်တဲ့အတွက် ECD ပဲဘာမှမဟုတ်စမ်းပါပါစေထုတ်လိုက်ရသည်ရှုံးသွားရဘာမှမဟုတ်ဘဲနဲ့ရှုံးသွားတာဒီအောင်ကြီးဘောပဲ